ထမဦးစွာARတိုင်းဒေသကြီးမြို့သားလွှတ်တော်ကိုယ်စားလှယ်အမှတ်နဲ့ဒေါ်နွယ်နွယ်ဦးကတာပေါင်းမြို့နယ်တွင်အားကစားရုံဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရန်နှင့်မြို့နယ်တက်နစ်ကွင်းကိုချန်စီယိုအုပ်တိုင်းကာယံပေးရန်အစီအစဉ်ရှိမရှိမေးခွန်းကိုမေးမြန်းဖို့ဖြစ်ပါတယ်မင်္ဂလာပါရှင်လေးစားအပ်ပါသောမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ဒုဥက္ကဋ္ဌမြို့သားလွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုအစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာဆုမကောင်းတောင်းအပ်ပါတယ်ရှင်ကျမကတော့ AR တိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်2ဒေါ်နွယ်နွယ်ဦးဖြစ်ပါတယ်ရှင်ကျမအနေနဲ့တာပေါင်းမြို့နယ်မဲဆန္ဒရှင်ပြည်သူများနဲ့အားကစားဝါသနာရှင်လူငယ်မောင်မယ်များရဲ့ဗလာ9တန်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့သားအားကစားအဆင့်တန်းမြန်မာရေးလူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အလျား120အနံ90အမြင့်36ပေအတိုင်းအတာရှိသောကအဆင့်အားကစားရုံတိစောက်ပေးရန်ဝန်ထမ်းများအတွက်နေထိုင်ရေးအဆင်ပြေစေမည်ဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရန်နှင့်မြို့နယ်တက်နစ်ကွင်းဘေးပတ်လေကိုချန်စီယိုဥဒရိုင်းကာယံပေးရန်အစီအစဉ်ရှိမရှိနှင့်ရှိပါကမြည်သည့်ဗန္နာနှစ်တွင်ထည့်သွင်းရတာပြီးမြည်သည့်အချိန်ကာလတွင်အကောင့်ထဲပေါ်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့်ဆက်လင်းသည့်မေကွန်းအားတာပေါင်းမြို့နယ်မဲဆန္ဒနယ်မြေများရဲ့ကိုစားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနအားလေးစားစွာမေးမြန်းခြင်းဖြစ်ပါရရှင်ကျမရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့တာပေါင်းမြို့နယ်ဟာလူဦးရေ3,500,000 ကျော်ရှိပြီးကျေးရွာပေါင်း394ရွာရှိပါတယ်။အားကစားကဏ္ဍမှာထက်မြက်ထူးချွန်တဲ့နိုင်ငံလက်ရွေးစင်အားကစားသမားကောင်းစွာများစွာကိုခေတ်ဆက်မွေးထုတ်ပေးနိုင်ခဲ့တဲ့အစဉ်လာကြီးမားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ရှင်။တာပေါင်းမြို့နယ်မှာမြမလက်ရွေးစင်အားကစားသမားများမွေးထုတ်ပေးနိုင်မှုအခြေအနေမှာဘောလုံးဗော်လီဘောပိုက်ကြော်ချင်းတံပြားပြည့်တန်လုံးပြည့်လှေလှော်ရေကူးစတဲ့အားကစားတို့တွင်1996ခုနှစ်မှစ၍2023ခုနှစ်အထိရွှေတံဆိပ်49စုငွေတံဆိပ်42စုကြေးတံဆိပ်36စုစကူးရရှိခဲ့ကြပြီးအားစားနည်းမျိုးစုံမှာတိုင်းဒေသကြီးအဆင့်သာမကနိုင်ငံတကာအဆင့်အထိပါထူးချွန်စွာရွေးချယ်ခံရပြီးနိုင်ငံကုန်ကိုစောင့်နိုင်ခဲ့ကြတာအထင်ရှားဖြစ်ပါရဲ့ရှင်။အားစားကဏ္ဍမှာဒီလိုအလားအလာရှိတဲ့မျိုးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်လ31ရက်နေ့တွင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကိုယ်တိုင်တာပေါင်းမြို့နယ်အားကစားကွင်းသို့မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများလူငယ်အားကစားဝါသနာရှင်မောင်မယ်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံပွဲတွင်တာပေါင်းမြို့နယ်တွင်ကအဆင့်မိုးလုံလေးလုံးအားကစားရုံသည့်တိစောက်ပေးရန်ဝန်ထမ်းများအတွက်နေထိုင်စရာအဆင်ပြေစေမည့်ဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရန်နှင့်မြို့နယ်တက်နစ်ကွင်းပတ်လေကိုစနစ်တကျဥဒတိုင်းကာယံပေးရန်ကိစ္စနှင့်ဆက်လင်းပြီးဝန်ကြီးဌာနအနေနဲ့အလေးဂရုပြုဘတ်ဂျက်ရေးဆွဲကအကောင့်ထဲပေါ်ဆောင်ရွက်မည်ဖြစ်ကြောင်းဒေသခံပြည်သူများရှေ့မှောက်တွင်ရှင်းလင်းပြောကြားပြီးကတိကဝတ်ပြုခဲ့ပါရရှင်။လေးစားအပ်ပါတဲ့ဥက္ကဋ္ဌကြီးရှင်ယနေ့အထိအဆိုပါလုပ်ငန်းများသည်မြေပြင်တွင်ထိရောက်စွာအကောင့်ထဲပေါ်နိုင်ခြင်းမရှိသေးပဲကြန့်ကြာနေစေဖြစ်ပါတယ်။လက်ရှိအချိန်မှာတာပေါင်းမြို့နယ်ရဲ့အားစားအဆင့်တန်းတိုးတက်လာစေဖို့ရာသီမရွေးအသုံးပြုနိုင်ရန်အတွက်အလျား120အနံ90အမြင့်36ပေအတိုင်းအတာရှိသောကအဆင့်မိုးလုံလေးလုံးအားစားကွင်းကြီးတယုံအမှန်တကယ်လိုအပ်လျက်ရှိပါတယ်ရှင်။ဒါမှသာဒေသတွင်းရှိလူငယ်များအားစားနည်းမျိုးစုံကိုစနစ်တကျကမ္ဘာစံချိန်မီစံချိန်စံညွှန်းနဲ့အညီလေ့ကျင့်နိုင်မှာဖြစ်ပါတယ်။တစ်ချိန်ဒီမှာပဲတာပေါင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဒေသခံလူငယ်များအတွက်ပြုစုပျိုးထောင်ပေးနေတဲ့ဝန်ထမ်းများအစဉ်ပြေစိတ်အေးချမ်းသာစွာနေထိုင်ပြီးလုပ်ငန်းတာဝန်ကိုတက်ကြွစွာဆောင်ရွက်နိုင်ရန်အတွက်ဝန်ထမ်းအိမ်ယာများလည်းမရှိမဖြစ်လိုအပ်ချက်ရှိနေပါတယ်ရှင်။
လက်ရှိရှိနေတဲ့မြို့နယ်တက်နစ်ကွင်းကိုလည်းရေရှည်တည်တံ့ခိုင်မြဲပြီးဘေးကင်းလုံခြုံစေရန်အတွက်စံချိန်စံညွှန်းနဲ့အညီဖြစ်စေရန်ဘေးပပတ်လည်းခြံစည်းရုပ်အုပ်တိုင်းစနစ်တကျကာယံပေးရန်အရေးတကြီးလိုအပ်လျက်ရှိပါတယ်။တိဆောက်ပေးမိဆိုပါကလည်းလုံလောက်တဲ့မြင်းနေရလည်းရှိပါကြောင်းတင်ပြအပ်ပါတယ်။ညီကုန်းချုပ်အနေနဲ့မြို့သားအားစားအဆင့်တန်းမြန်မာရေးလူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကအဆင့်အားကစားယုံတိဆောက်ပေးရန်ဝန်ထမ်းများအတွက်နေထိုင်ရေးအဆင်ပြေစေမည့်ဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရန်နှင့်မြို့နယ်တက်နစ်ကွင်းဘေးပတ်လည်ကိုခြံစည်းရုံးအုပ်တိုင်းကာယံပေးရန်အစီအစဉ်ရှိမရှိနှင့်ရှိပါကလည်းမြည်သည့်ဗန္နာနှစ်တွင်ထည့်သွင်းရထားပြီးမြည်သည့်အချိန်ကာလတွင်အကောင့်ထဲပေါ်ဆောင်ရွက်မည်ကိုတည်ရှိလိုခြင်းနှင့်ဆက်လင်းသည့်မိကွန်းအားတာပေါင်းမြို့နယ်မဲဆန္ဒရှင်ပြည်သူများရဲ့ကိုစားမြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနအားလေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။အားကစားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကဖြေကြားပေးဖို့ဖြစ်ပါတယ်။ပါခင်ဗျ။လေးစားအပ်ပါတော့မြို့သားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌမြို့သားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများတမန်တော်သားကိုယ်စားလှယ်တော်ကြီးများအားလုံးကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းဖြင့်ပြည့်စုံပါစေကြောင်းဥစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အားကစားရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးညင်ကြီးဖြစ်ပါတယ်ခင်ဗျာအေရဗီတိုင်းဒေသကြီးပသိမ်ခရိုင်တာမောမြို့နယ်တွင်မြို့သားအားကစားအဆင့်တန်းမြင့်တင်ရေးလူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်120ပေ90ပေ36ပေအတိုင်းအတာရှိသောကအဆင့်အားကစားရုံတည်ဆောက်ပေးရန်ဝန်ထမ်းများအတွက်နေထိုင်ရေးအဆင်ပြေစေမည့်ဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရန်နှင့်မြို့နယ်တက်နစ်ကွင်းဘေးပတ်လေကိုချန်စီယိုအုပ်တိုင်းကာယံပေးရန်အစဉ်ရှိမရှိနဲ့ရှိပါကမြစ်ဘာနာနှစ်တွင်ထက်သွင်းရထားပြီးမြစ်အချိန်ကာလတွင်အကောင့်တွေဆောင်ရွက်ပေးမိကိုတည်ရှိလိုခြင်းနှင့်စတင်သည့်ကျန်မြတ်မေကုန်းနှင့်ပတ်သက်ပြန်လည်ဖြေရသားမှာဖြစ်ပါတယ်ခင်ဗျာပွားပိုက်ဖြင့်ရှင်းတင်ပြခွင့်ပြုပါတင်ပြအပ်ပါတယ်ခင်ဗျာလေးစားအပ်ပါတော့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒါပေါင်းမြို့နယ်အားကစားရုံသည်12ရက်12လ1985ရက်တွင်မြေဧရိယာ3.894ဧကပေါ်တွင်အလျား195ပေအနံ80ပေရှိအဆောက်အဦကိုဒေသခံပြည်သူလူများ၏စုပေါင်းထပ်မှုတွင်ကျပ်9သိန်းဖြင့်တည်ဆောက်ခဲ့ပြီးဗတ်စုံသုံးခမ်းမဖြင့်အသုံးပြုဆောင်ရွက်ခဲ့ပါသည်2013-2014ဗန်နိုင်းနှစ်တွင်အေရဗီတိုင်းဒေသကြီးခုပိရမောင်ကိုကျပ်130တန်းဖြင့်ပေါက်ပြဲဆွေးမြင့်နေသည့်ချန်ခဲ့ရာကွန်ကရစ်ချန်ခင်းဖြင့်အစားထိုးပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး2018-2019ဗန်နိုင်းနှစ်တွင်အေရဗီတိုင်းဒေသကြီးခွင့်ပြုရမုံငွေကျပ်15.84တန်းဖြင့်ပြိုကျပျက်စီးနေသည့်ခမ်းမ၏အမိုးများဆွေးမြင့်နေသည့်ဒိုင်းများကိုထပ်မံပြုပြင်မွမ်းမံဆောင်ရွက်ပေးခဲ့ပါတယ်။အဆိုပါအားစားခမ်းမသည်28ရက်10လ2010ရက်နေ့မှစ၍နှစ်30မြေကနရရှိပြီဖြစ်ပါတယ်ခင်ဗျာ။တာဝမြို့နယ်အားစားနဲ့ကားပညာဦးစီးဌာနတွင်ဝန်ထမ်းဖွဲ့စည်းပုံရခွင့်ပြု6ဦးခန္ဓာ6ဦးရှိပြီးဝန်ထမ်းရာမရရှိသောဝန်ထမ်းများနိုင်ငံတော်မှသတ်မှတ်ထားသည့်နှုံထားများအတိုင်းလစဉ်နိုင်ငံတော်ဗန္ဒာငွေမှထောက်မှပေးလက်ရှိပါတယ်။ဝန်ထမ်းများအတွက်3ခန်းတွဲဝန်ထမ်းအရာဆောက်လုပ်ပြီးဆိုပါကလည်းလုံလောက်သည့်မြေနေရာရှိကြောင်းအေရဗီတိုင်းဒေသကြီးအစိုးရဖွဲ့မှစစ်စစ်ပြန်ကြားလာပါတယ်ခင်ဗျာ။တာဝမြို့နယ်တွင်အားစားရုံအလျား120ပေအနံပေ90တိဆောက်ရန်အတွက်ကျပ်2592တန်း၄ခန်းတွဲဝန်ထမ်းအရာအလျား80ပေအနံ45ပေတိဆောက်ရန်အတွက်ကျပ်432တန်းတနေ့အားစားခွင့်ပတ်လည်ပေ400အုပ်တိုင်းကာယရှင်းအတွက်ကျပ်56တန်းစုပေါင်းခမန်းကုန်ကျစရိတ်ငွေကျပ်3080တန်းကုန်ကျမှာဖြစ်ပါတယ်ခင်ဗျာအားစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံကြောင်းများမှစတင်စစ်တကြတင်ညာပေးရန်တက်ဆိုင်ရာမြို့နယ်ခရိုင်တိုင်းဒေသကြီးပြည်နယ်နှင့်ပြည်ထောင်စုအဆင့်လိုက်အားစားပြိုင်ပွဲများကိုစစ်တကြကျင်းပပေးရန်နှင့်အားစားကဏ္ဍပြည့်တင်နိုင်ရေးအတွက်ဝမ်ဝင်းကျိုးပန်းဆောင်ပေးရန်နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နဲ့ညီတာမောမြို့နယ်တွင်အားစားပြိုင်ပွဲမှာကျင်းပနိုင်ရေးနိုင်ငံကုံဆောင်အားကစားသမားများပေါ်ထွက်လာစေအတွက်အားကစားရုံဆောက်လုပ်ခြင်းတနေ့အားကစားခွင့်ပတ်လည်ပြည်400ဥဒတိုင်းကာယံရှင်းနဲ့၄ခန်းတဲ့ဝန်ထမ်းအရာဆောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ခမန်းကုန်ကျငွေကျပ်3080တန်းအားနိစ္စရာဗန်နိုင်းနှင့်ပြည်ထောင်စုခွင့်ပြုရငွေစင်းတွင်ယာရတင်ပြတောင်းပန်ပေးသွားမည်ဖြစ်ပြီးရမုံခွင့်ပြုရငွေရရှိပုံမူတည်၍ဦးစားပေးလုပ်ငန်းနဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအေရဗီတိုင်းဒေသကြီးအစိုးရဖွဲ့နှင့်အတူပေါင်းစပ်ရှင်းလင်းဖြေကြားအပ်ပါတော်များကျေးဇူးတင်ပါတယ်ခင်ဗျာ
ဒေါ်နွယ်နွယ်ဦးဆက်ဆက်မေးခွန်းရှိကမေးနိုင်ပါမယ်အားသာရနဲ့ဝန်ကြီးဒုတိယဝန်ကြီးမိအစီအစဉ်ပြီးဆုံးရင်ပြန်လည်ထုတ်ပါနိုင်ပါတယ်